17ရက်6လ2014ခုနှစ်ကနေစတင်ခဲ့တဲ့ကျမတို့ရဲ့ Hello Mobile ဟာလာမယ့်6လပိုင်း17ရက်နေ့2026ခုနှစ်မှာဆိုရင်12နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီ12နှစ်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာကျမတို့ Hello Mobile ကိုယုံကြည်စွာအားပေးလာခဲ့ကြတဲ့ customer တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကျမတို့အနေနဲ့ချစ်ခင်ရတဲ့ customer တွေရဲ့အကြံပြုစကားသံတွေကိုအမြဲနားထောင်ပြီးတော့အခုထက်ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်အောင်လည်းဆက်လက်ပြီးတော့ကြိုးစားသွားပါမယ်။အဲဒါကြောင့်12နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ကျမတို့ရဲ့ customer တွေအတွက်ညနေစာ security တာအလှူလေးပြုလုပ်ဖို့စီစဉ်ပေးထားပါတယ်။ကျမတို့ရဲ့ security တာအလှူလေးကို6လပိုင်း17ရက်နေ့ညနေ3နာရီမှာစကိုင်းမန္တလေးလမ်းပိန်းတန်းလမ်းထိပ်ပလီတန်းရဲ့ Hello Mobile ဆိုင်အမှတ်လေးနဲ့6လပိုင်း12ရက်နေ့မှာတော့58လမ်း122နဲ့123လမ်းကြားစာလုံးစေးအနီးမှာရှိတဲ့ Hello Mobile ဆိုင်အမှတ်9တို့မှာအခမ်းကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒီလူလေးကကျမတို့ customer တွေရဲ့အလှူလေးလည်းဖြစ်ပါတယ်။အဲဒါကြောင့်ကျမတို့ရဲ့ security တာအလှူလေးကိုမြည်သူမဆိုလာရောက်သုံးဆောင်ကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။